မရလေးပါအဲရောက်ချင်းဒီတစ်ခေါက်တဲမဲ့ result သွားပြီး check in ရင်လိုက်တယ်ပေါ့နော်အခန်းလေးပင်လေးနဲ့ဝေးရဝေးမြင်တော့မြင်ရတယ်ပေါ့နော်ခဏနာပြီးတော့ဒီဟာကဆိုရင်ဒီလေးကိုဖြစ်ပါတယ်ဝေးစားရှာလေးဝေးပြီးတော့ထမင်းသွားစားလိုက်ပါမယ်ဒီဆိုင်လေးတော့စားလို့ကောင်းလို့ပေါ့နော်နောက်ဆုံးတည့်ရဒီမှာစားဖြစ်လိုက်တယ်အတည့်တီးဖြော်ရည်လေးကိုအရင်ကြိုက်ခဲ့ပြီးတော့ညနေဘက်ကျတော့ဒီဘာနာကန်းချိန်မှာဒီလိုလေးလမ်းရှောင်းရင်ရှောက်ပိုက်နေတယ်ပေးလေးများတပုန်နေလိုက်ချက်လိုက်တယ်ပေါ့နော်အခုညနေလောက်မှသွားဖြစ်တော့နေသွားပြီးဆိုဒီပင်နေအောင်ညသိမလောက်ဘူးနော်ညဘက်မှာတော့ဒီနိုင်မကတ်ကိုပေးရင်းနေညနေစာနေနဲ့ဒီ seafood စားရလိုက်ပါတယ်ဒီလေးကျတော့ဘာမှမရှိဘူးနော် resort ပါပဲ breakfast စားပြီးတော့ပြန်တော့အေးလိုက်ဆော်လိုက်စားလိုက်ရေကူးလိုက်အဲ့လိုလေးပဲတဲတာကိုလည်းဖြတ်တန်းရလိုက်ပြီးပေါ့နော်တတိယရေးကျတော့ဒီဌာနမိမှာရှင်းမျိုးလေးဟိုရင်းစိတ်မျိုးလေးတော့ဖြစ်ခဲ့တယ်နော်အဲ့မျိုးလေးကတကယ်ရင်းနဲ့ကချောက်ပြေဝခံစားလို့ရတယ်လို့ပြောလို့ရပါတယ်ပြီးတော့ဌာနတော့တန်းစီလို့ရင်းနဲ့လို့စားတိကျဆိုင်လို့စားလိုက်ပါတယ်ပြီးတော့ဟိုရင်းမှာညဘက်တင်နေခဲ့လိုက်တယ်အဲ့မျိုးလေးကညဘက်ဆိုပို့ပြီးလိုက်ရောနော်လာလုံးလုံးနောက်တစ်ခါထပ်သွားတဲ့မျိုးလေးတွေမှာပါပါတယ်အားလုံးပဲကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်ရှင် bye bye